motivation ဆိုတာမိတ်ဆွေတို့ကိုအမြဲတမ်းဒုက္ခပေးနေတဲ့တငယ်ချင်းအတုနဲ့တူတယ်ဆိုတာကိုသတိထားမိတာအဲ့ဒီကောင်ကမိတ်ဆွေတို့စိတ်ကြည်နေတဲ့အချိန်အင်တာနက်ပေါ်ကဗီဒီယိုကောင်းကောင်းလေးတွေကြည့်ပြီးတော့စိတ်တက်ကြွနေတဲ့အချိန်မှာတော့ဘေးမှာရှိတယ်ဒါပေမဲ့မိတ်ဆွေအလောက်ကပြန်လာလို့ပင်ပန်းနေတဲ့အချိန်မိုးရွာနေတဲ့အချိန်စိတ်ညစ်နေတဲ့အချိန်စိတ်တက်ကြနေတဲ့အချိန်ဒီမှာတော့အဲ့ဒီကောင်ကလစ်သွားပြီမရှိတော့မိတ်ဆွေတို့အနေနဲ့ body transformation process ကိုတကယ်အောင်မြင်ခြင်းနဲ့ဆိုရင်အဲ့ဒီစိတ်ပါမှလုပ်တဲ့အကျင့်ကိုချက်ချင်းရပ်ပစ်ဖို့လိုတယ်ဒီနေ့ဗီဒီယိုမှာမိတ်ဆွေတို့အနေနဲ့အဲ့ဒီ motivation ကိုအားမကိုးပဲနဲ့ပုံမှန် consistent ဖြစ်နေအောင်ဘယ်လိုနေထိုင်လို့ရမလဲဆိုတဲ့နည်းလမ်းတွေကိုကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်စီသူလည်းမှာကိုယ်တိုင်ပေါင်200ကျော်ရုံးဝန်ထမ်းဘဝနေလက်ရှိပေါင်150ဝန်းကျင်မှာကြစ်ကြစ်လေးလေးကြမ်းကြမ်းမာမာနဲ့ခန္ဓာကိုယ် maintain လုပ်ထားလျက်ရှိတဲ့အပြင် certified personal trainer fitness nutrition specialist fat loss specialist ဆိုတဲ့အတိအမှတ်ပြုလက်မှတ်တွေကို MFDA ကနေရယူထားတဲ့နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်လူတော်များများကစိတ်ပါမှလုပ်မယ်ဆိုပြီးတော့စဉ်းစားကြတယ်ပြဿနာက motivation ဆိုတာလေစိတ်ခံစားချက်တစ်မျိုးပဲဖြစ်တဲ့အတွက်ယာတီဥတုလိုပဲအပြောင်းလဲမြန်ဘယ်သူမှအမြဲတမ်းပျော်မနေဘူးဘယ်သူမှအမြဲတမ်းစိတ်ညစ်ပြီးစိတ်တက်ကြမနေဘူးအဲ့လိုပဲ motivation ဆိုတဲ့စိတ်အားထက်သန်မှုကလည်းကျွန်တော်တို့စီမှာအမြဲတမ်းရှိမနေဘူးမိတ်ဆွေတို့ရဲ့ကျမ်းမာရေးနဲ့ခန္ဓာကိုယ်အခုလိုမျိုးခဏခဏအပြောင်းလဲဖြစ်နေတဲ့စိတ်ခံစားချက်တစ်ခုအပေါ်မှာတွားပြီးတော့ပုံအပ်ထားလို့မရပါဘူးနေရာတစ်ခုကိုရောက်နေတဲ့သူတွေကလည်း motivation ပေါ်မှာမိခိုပြီးလုပ်နေကြတာမဟုတ်ဘူး discipline လို့ခေါ်တဲ့စီကံရှိလို့လုပ်နေကြတာdiscipline ဆိုတာမိတ်ဆွေတို့အနေနဲ့စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလှုပ်တင်လှုပ်တိုက်တာကိုလှုပ်တာမျိုးပါဒါဆိုစီကံရှိတဲ့စနစ်တစ်ခုကိုဘယ်လိုတိဆောက်ကြမလဲဒီနေရာမှာကျွန်တော်သုံးစေချင်တဲ့ NLP နည်းလမ်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ identity လို့ခေါ်တဲ့ကိုယ်ပိုင်လက္ခဏာကိုပြောင်းလဲပြတာမျိုးပါကိုယ့်ကိုယ်ကိုဝိတ်ချနေတဲ့သူတယောက်အနေနဲ့မစင်စားပဲနဲ့ငါဒီငါခန္ဓာကိုယ်နဲ့ကျန်းမာရေးကိုဂရုစိုက်တဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့ပြောင်းလဲသတ်မှတ်လိုက်တာမျိုးပါအရန်ကိုရိုးရှင်းပါတယ်ဝိတ်ချနေတဲ့သူတယောက်ကဒီနေ့တော့မလုပ်ချင်တော့ဘူးဆိုပြီးတော့စင်ကြေပေးတတ်ပေမဲ့ခန္ဓာကိုယ်နဲ့ကျန်းမာရေးကိုဂရုစိုက်တဲ့သူတယောက်ကတော့ငါခန္ဓာကိုယ်နဲ့ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်ဆိုပြီးတော့မဖြစ်မနေလုပ်ကြပါတယ်ရလက်တွေကပျောက်ကွယ်သွားနိုင်ပေမဲ့မိတ်ဆွေတို့ရဲ့ဖြစ်တည်မှုကိုယ်ပိုင်လက္ခဏာကတော့အမြဲတမ်းတည်ရှိနေတာမျိုးပါမိတ်ဆွေတို့ကဘယ်လိုလူစားမျိုးဖြစ်ချင်တာလဲနံပါတ်1ကိုကိုပေးထားတဲ့ဂတိတွေခဏခဏပြတ်တဲ့သူလားနံပါတ်2ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တဲ့သူလားနံပါတ်2ဆိုရင်တော့ congratulation ပါအဲ့ဒီ identity ကိုစုပ်ကင်ထားလိုက်ရင် motivation ဆိုတာရှိစရာမလိုတော့ပါဘူးနောက်တစ်ခုအနေနဲ့ကအုံနောက်ကိုလှည့်စားဖို့ပါနေ့တိုင်းပြင်းပြင်းထန်ထန်လုပ်ရမယ်လို့တွေးနေအုံနောက်ကအဲ့ဒီအရာကိုညှင်းဆန်နေပါလိမ့်မယ်ဒါကြောင့် show up လုပ်ဖို့ကိုပဲအာရုံစိုက်ပါလေ့ကျင့်ခန်းလုပ်ဖို့စိတ်မပါဘူးဆိုရင်တွေးဖို့သဘောမျိုးနဲ့အကျော်လျှော့တာမျိုး9မိနစ်10မိနစ်လောက်ပဲလမ်းလျှောက်လိုက်တာမျိုးလုပ်ပါအဓိကအလုပ်ဖြစ်ဖို့ပါစိတ်မပါတဲ့နေ့တွေတောင်မှတက်နိုင်တဲ့လောက်9မိနစ်10မိနစ်လောက်လုပ်တာကမိတ်ဆွေတွေရဲ့ consistency ကိုရေရှည်ထိန်းချောင်းပေးသွားပါလိမ့်မယ်အရေးကြီးဆုံးကကိုယ့်ကိုယ်ကိုအတိအမှတ်ပြုဖို့ပါအဲ့ဒီနိုင်ပွဲသေးသေးလေးတွေကိုအတိအမှတ်ပြုတဲ့နီးလန်းနဲ့အုံနောက်ကိုလှည့်စားတတ်သွားရင် consistency ဆိုတာအလိုလိုဖြစ်လာပါလိမ့်မယ်ကျွန်တော်သိတယ်မိတ်ဆွေတို့စီမှာခက်ခဲတဲ့နေ့တွေရှိမယ်အားအင်ကုန်ခန်းနေတဲ့နေ့တွေရှိမယ်အဲ့ဒီအချိန်မျိုးမှာငါဘာလို့သူများလို့မလုပ်နိုင်ရတာလဲလို့တွေးပြီးကိုယ့်ကိုယ်ကိုအပြစ်တင်မိလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုဖြစ်မှုတဲ့အတွက်အဲ့ဒီခံစားချက်ကိုကောင်းကောင်းကြီးနားလည်တယ်ဒါပေမဲ့မှတ်ထားပါ consistency ဆိုတာနေ့စဉ်ရက်ဆက် 100% လုပ်နိုင်တာမျိုးကိုမှဆိုလိုတာမဟုတ်ဘူးစိတ်မပါတဲ့နေ့တွေမှာတော့မှ 1% လောက်လုပ်နိုင်တာမျိုးကိုဆိုလိုတာပါကိုယ့်ကိုယ်အပြစ်မတင်ပါနဲ့မိတ်ဆွေတို့ကျွန်တော်တို့ကစက်ရုပ်တွေမှာမဟုတ်တာဆိုတော့ကျွန်တော်တို့ကစနစ်ကိုပဲပြင်ရမှာပါပန်းနိုင်စီသွားတဲ့လမ်းမှာ motivation ဆိုတာကကိုယ့်အတွက်အလှဆင်တဲ့ပစ္စည်းတစ်ခုလောက်အနေနဲ့ပဲသဘောထားပါမိတ်ဆွေတို့ကိုရှေ့ရအောင်တွန်းပို့ပေးမဲ့အရာမိတ်ဆွေတို့ရဲ့ system နဲ့ identity ပဲဖြစ်ရမှာပါဒီနေ့ကစပြီးစိတ်မပါပေမဲ့လှုပ်ဖြစ်သွားတဲ့အကြောင်းအရာတစ်သေးလေးတစ်ခုရှင်comment မှာဝေမျှပေးခဲ့ကြပါအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်စီသူလည်းပါရေလုံလောက်အောင်တောက်ဖို့မမေ့နဲ့နော်